မလဲတစ်တော့ရိုက်ရတယ်လောရဲ့မှန်လို့တစ်တော့ရိုက်ဖို့ရတော့အမလေးတစ်တော့ပိုးတွေကရှိနေမှနောက်ပြီးတဲ့အခါကျတစ်တော့ရိုက်ဖို့ရတော့မူကအမလေးစိတ်ခံစားချက်တွေအရင်ကောင်းပြီးအခါမူတွေအပြည့်နဲ့ဟာရွာကျင်နန်းစိတ်တွေရှိနေတဲ့အခါကျကိုတို့ကနော်တစ်တော့အပုတ်နော်20အစိတ်အဲ့လိုဒဗရီထဲရိုက်ထားတာနော်ရိုက်ထားပြီးတဲ့အခါကျစိတ်ထားတာပေါ့ drug လောက်ထားပြီးတော့ကျမှတပုတ်ချင်းနော်တရက်ကောင်မနေ့တစ်ချိန်နေ့လေတစ်ချိန်ညတစ်ချိန်အဲ့လိုမျိုးတင်းတာနော်အဲ့တော့တစ်တော့မူရှိတဲ့အချိန်ရိုက်ရတာနော်အခါလေးစိတ်ကအခမ်းတင်တာတော့အဆင်မပြေတာပါရီလဲမြည်ခြင်းငိုလဲမငိုခြင်းအဲ့လိုချိန်လေးဆိုရင်မရိုက်ဘူးလေနော်အဲ့တော့ဒီနေ့စိတ်ကကြည်လင်လန်းဆန်းပြီးတော့ရွာခြင်းထားခြင်းနေဆိုလို့ရိုက်တာအဲ့လိုချိန်မှာအဲ့ဆိုလို့ရှိရင်သိတယ်မလားအကြည်ဓာတ်တွေရှိပြီးရီလို့ရှိရင်လည်းအရန်ဒီကိုကြီးနော်ကိုကြည့်တယ်သူကလည်းရီပေါ့နော်အဲ့လိုမျိုးတွေအပြန်အလှန်နေလေနော်အကြည်ဓာတ်တွေနော်အဲ့လိုမျိုးချစ်တဲ့ဓာတ်တွေအဲ့လိုမျိုးတွေစီးကူးတယ်လေကွယ်နော်အဲ့ကြတော့စိတ်ရှိနေတဲ့ချိန်မှာရိုက်တာအများကြီးနော်